ရှုပ်ချက်ခတ်နေတာပဲ ဂျာကြီးလက်ဆောင်မပြ3လရှိနေပြီနော်ကုမ္ပဏီကလူတွေကောလို့လဲအလုပ်ထွက်ကြတော့ ငါ့ကိုအောင်နာမလို့စမ်းပါနဲ့ငါနဲ့လေးလေးချနေတာပဲငါ့ကိုပေးရမပေးကြပါနဲ့ဟုတ်ပြီလား ဟဲ့ဂျိုင်းလာတာမပြေတာ3လရှိပြီနော်ခင်ဗျာပါလူတို့ငတ်ကြအောင်လုပ်နေ မလို့ပါနဲ့ငါနဲ့လေးလေးချနေတာပဲမလို့ကြပါနဲ့မလို့ကြပါနဲ့ဒါနဲ့ तू ကဘယ်ဌာန သူကတမီးတို့ရောမဟုတ်ဘူးလေ ဟမ်ငါရောလို့ပဲမင်းကဘာဒီလိုပါလာလို့လား ကျွန်တော်ကလမ်းထက်ကတတိယောင်းနဲ့ဆိုင်ရကျွန်တော်ကလမ်းထက်ကတတိယောင်းနဲ့ဆိုင်ရ ဟာလမ်းတွေကတတိယောက်နဲ့ဆိုင်လမ်းတွေကတတိယောက်နဲ့ကောင်ငါလမ်းတော့မပေးတာနဲ့မင်းနဲ့ဘာဆိုင်လဲ ဟာဘာဆိုင်လဲဟလားဘာလို့မဆိုင်ရမလဲခင်ဗျာလာတာမပေးဘူးသူတို့မှပတ်စံမရှိဘူးသူတို့မှပတ်စံမရှိတော့ကျွန်တော်ဆိုင်ရတတိတွေဝယ်မဲ့လူမရှိတော့ဘူးအခုကျွန်တော်ဆိုင်ရတတိတွေပေါက်ကုန်ပြီကဲပြောဆိုင်လားမဆိုင်ဘူး နည်းနည်းတော့ဆိုင်နဲ့ဆိုင်လို့နော် Dinero sana sayılır. ဟုတ်တယ်နော် ဆိုင်နဲ့ဆိုင်ဆိုင်နဲ့ဆိုင်လို့ ဟုတ်တယ်နော် ဆိုင်နဲ့ဆိုင်ဟုတ်တယ်